The Witcher 4ရဲ့ပထမဆုံး teaser ကို Arian Engine 5.6ရဲ့တက်တီမုံမှာချပြလိုက်ပါပြီ။ Witcher 4ရဲ့ကဒေတာအသစ်ကိုဗီယာမှာဇိုင်းကြည့်ထားပြီး series ဆိုတဲ့ဇာတ်လိုက်အဖြစ်လှပတဲ့သဘာဝပတ်ဝန်းကျင်နဲ့ကြေးမလှပတွေကိုတွေ့မြင်ခဲ့ရပါတယ်။ Arian Engine 5.6နဲ့မောင်းနေထားတာမလို့ PlayStation 5ပေါ်မှာ Ray Tracing ဖွင့်ပြီး60 frame per second အထိချောမွေ့စွာကစားနိုင်ပါတယ်။ Cinematic Visual Experience ကိုလည်း real time ရရှိမယ်လို့ပြောပါတယ်။ ကက်ဆင်းနဲ့ gameplay အကြားချောမွေ့စွာကူးပြောင်းနိုင်မှု AI power သုံးထားတဲ့ NPC တွေမြင်းတကောင်ရဲ့အတွက်သားအရာတိစောက်ထားတဲ့ animation model ကြောင့်တကယ်မြင်းအစိရဲ့လှုပ်ရှားမှုကိုကြည့်နေရတယ်လို့ခံစားစေမှာပါ။အရင်ကသိရွက်လိုပါလာတဲ့ဒုရဲတွေအတွက်မရသေးတဲ့နန်းနိုင်တက်တွေမျက်စံနဲ့ geometry streaming တွေကြောင့်အဝေးကကြည့်ကြည့်အနီးကကြည့်ကြည့်သိရွက်တစ်ခုချင်းစီကိုလုံတင်ဆွဲနေရတဲ့ graphic glitch မျိုးနေရာတော့မှမဟုတ်ဘူးလို့ပြောပါတယ်။နန်းနိုင် foliage တက်ကြောင့် open world ကြီးထားတဲ့ asset တွေ artifact တွေကျိုက်သလောက်ခဲပုံဖော်လို့ရပြီး performance အတွက်လည်း compromise ရှိတာမှမဟုတ်ဘူးလို့လည်းပြောပါတယ်။ Meta human တွေရဲ့ facial feature တွေ seamless animation တွေကြောင့်အသက်ဝင်နေတဲ့ခံစားမှုမျိုးအပြည့်ရမယ်လို့ပြောပါတယ်။ထွက်ရှိလာမယ့်နေ့ရက်ကိုလုံးဝမသိရသေးပေမဲ့2029ဒါမှမဟုတ်2028နှစ်ကုန်ပိုင်းလောက်မှလည်းရမယ်လို့ခန့်မှန်းနေကြပါတယ်။ဘာပဲဖြစ်ဖြစ် The Witcher 4ရဲ့ဒီမိုဟာနောက်လာမယ့်အနာဂတ် Open World RPG game တွေဘယ်လိုပုံစံဖြစ်လာနိုင်လဲဆိုတာမျိုးကိုဖော်ပြနေပါတယ်။